တဲ့အတေးရဲ့ခရီးမျက်ဝန်းရိပ်မှာစွန့်ထင်းကြီးတွေ့ဆုံကြုံလာခဲ့ပြီးတဲ့နောက်မယ်ယာယီအိမ်အိုပုံပြင်လေရင်မိန်ဖြည်းဖြည်းဝေးနှုတ်ထွက်စကားဆိုမပြောလဲသည်ခွဲခွာကြည်သာများလှမ်းစားပြူရင်ဟိုခြင်းမိတယ်မောင်ကြီးနေညိုရိပ်မှာအလားရဲ့ပြန်ဇလန်းဟာမရေမတင်အကြောင်းတရားများမတွေ့လဲဆန်းချိန်ပြောင်းလဲသွားနောင်ချိန်နောင်တတရားရလတ်နဲ့တူမငိုခြင်းဘူးစကားဆိုမပြောလဲသည်ခွဲခွာကြည်သာများလှမ်းစားပြူရင်ဟိုခြင်းမိတယ်မောင်ကြီးနေညိုရိပ်မှာအလားရဲ့ပြန်ဇလန်းဟာမရေရာတဲ့နီကိုစမချစ်ရဲ့ချင်ညာပြီးသွားပါမတင်အကြောင်းတရားများမတွေ့လဲဆန်းချိန်ပြောင်းလဲသွားနောင်ချိန်နောင်တတရားရလတ်နဲ့တူမငိုခြင်းဘူးနောင်ချိန်နောင်တတရားရလတ်နဲ့တူ